素人的比喻，你要没，这么说呢，当个你要没。那么多呢，当个你要啊，当个个多的人呢，后这么他是不是不是说的没人的多的人啊？这人呢，都你的路没听路了，他个呗，也也麻烦去办的。所以，不是那些也很当个的哈，你不知道好家的他妈的阿里个，过来身边见到比罗嘛，当个身边不的你呀哪里？你很当个的耶，干一个木，我这个木，么那个木的呀，他妈骗你呀没？这么多多里的人家个，变起来的，美国人来对你了呗，哦。ပြည်သူကိုတပ်ဖြတ်တယ်ပြည်သူရဲ့တိမ်တွေကိုမီးတင်ရှို့တယ်ပြည်သူသားပြိုသမီးပြိုတွေကိုမရင်းကျင်တယ်တပ်ဖြတ်တယ်ပြည်သူရဲ့စီးစိမ်ဥစ္စာတွေကိုမတရားလူယူတယ်စစ်တပ်ရဲ့အပြောအဆိုးအလို့အကိုက်အပြုတ်မှုတွေဟာဓမ္မပေါ်ဘူးဆိုတာမင်းကိုယ်တိုင်သိတယ်မင်းဖြောင်းလိမ့်နေတာစစ်တပ်သွားနေတဲ့လမ်းနဲ့ရဟတန်ကားတွေရက်တည်ရမယ်လမ်းဟာတရားတလန်းတန်တလန်းပဲမိတ်ဆွေများအားလုံးတော်လန်တော်နေတဲ့ပါယဟန်ဆိုတာဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာအပိုင်း20ခုကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်း20ခုမှာဓာတ်စီဘက်အောက်တင်းဖြန့်ခဲ့ကြတဲ့မြန်မာပြည်ကမဘာသာဘုန်းကြီးများဆိုတဲ့ခေါင်းစဉ်နဲ့ဦးဇင်းတို့ဒီနေ့ဆွေးနွေးတင်ပြသွားကြမှာပဲဖြစ်ပါတယ်အမေရိကန်နိုင်ငံမှာဗီယက်နမ်ဆရာတော်တို့ဥဆောင်ပြီးတော့ဉာဏ်ရည်ခီးစဉ်ဖြစ်နေလမ်းလျှောက်နေကြတဲ့အခါမှာကဘာဝမှာရှိနေကြတဲ့ကဘာသူကဘာသားတွေဝမ်ပတတာနဲ့ထောက်ခံဂုဏ်ပြုဗုဒ္ဓဘာသာယဟန်တော်တွေဂုဏ်တက်နေတဲ့အချိန်မှာဦးဇင်းတို့မြန်မာနိုင်ငံမှာကတော့တီတကူနဲ့ဝိရသူတို့ရဲ့ဟောပြောမှုတွေကိုကမ်ဘီယာနိုင်ငံက ICJ မှာသက်တည်အဖြစ်တင်သွင်းလိုက်ပါပြီသူတို့ရဲ့ဟောပြောမှုတွေဟာစစ်တပ်ကရိုဟင်ဂျာတွေပေါ်မှာဂျီနိုဆိုက်အမှုပြုလွန်တယ်လို့သွဆွဲခံရတဲ့အမှုထိတက်ရောက်လာတာတွေရှိပါတယ်ဆိုတော့ဒီလိုသက်တည်တင်သွင်းမှုနဲ့ပတ်သက်ပြီးတော့မှအေယာဝတီသတင်းဌာနကလည်းအခုလိုတင်ပြထားတာပဲဖြစ်ပါတယ်ဒီတကူဆရာတော်ဦးညံနေတရာနဲ့ဦးဝီရသူတို့ကိုမြန်မာစစ်တပ်ကရိုဟင်ဂျာတွေပေါ်ကျူးလွန်ခဲ့တဲ့လူမျိုးတုံးတပ်ဖြတ်မှုလှုံ့ဆော်သူဖြစ်ဂမ်ဘီယာနိုင်ငံဘက်ကရှေ့နေမစ္စတာအာဆလန်ဆူလမန်ကသက်သေတင်သွင်းခဲ့ပါတယ် There were about 500,000 non-religious and evil soldiers who died in the war. Because of that, the king was not able to sleep at night, since in Buddhism, killing humans is one of the worst sins. The 8 monks who knew about Netherlands နိုင်ငံတဟိတ်မြို့မှာကျင်းပနေတဲ့မြန်မာစစ်တပ်ရဲ့လူမျိုးတုံးတပ်ဖြတ်မှုနဲ့ပတ်သက်လို့ကြားနာပွဲပြန်လည်စတင်ခဲ့တဲ့ဇန်နဝါရီလ12ရက်နေ့အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရဲ့တရားခွင်မှာပြည်သူ့ဆရာတော်နဲ့ဦးဝီရသူတို့အပါအဝင်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဘာသာတွေဟာစစ်တပ်ရဲ့လူမျိုးတုံးတပ်ဖြတ်မှုတွေအတွက်လှုံ့ဆော်သူတွေဖြစ်ကြောင်းသက်သေတင်သွင်းခဲ့တာဖြစ်ပါတယ်ဒါကတော့ ICJ မှာဂမ်ဘီယာနိုင်ငံကနေမှသက်သေတင်တဲ့သတင်းမှာဆိုတော့ဂူကြီးကဘလူတွေပြောခဲ့လို့ဒါတွေကိုသက်သေအဖြစ်နဲ့ကမ္ဘာခုံရုံကြီးတစ်ခုမှာအတင်သွင်းခြင်းခံရတယ်ဆိုတာကိုဦးဇင်းတို့ဆက်လက်ပြီးတော့မှလေ့လာကြည့်ကြရပါမယ်ရန်တာကြီး10ပါးသကောင်ရန်ကြွလာနာတော်ဘောင်းကနိုင်ငံစားကိုတရားဖွင့်ခိုင်းတယ်ဘသူလဲသံဃာတော်မြတ်မင်းကြီးကိုတည်းပုံဖွင့်ပေးလိုက်သံဃာတော်တွေဝင်သွားတယ်မင်းကြီးအိမ်မပြောဘူးလားအိမ်မပြောဘူးဘာဖြစ်လဲရှစ်ပူတယ်လုံးမိတဲ့အာဟုသူကြီးခါရတော့မှပဲလေစိတ်ပူတယ်ဆိုတော့ရဟန္တာ10ပါးကပြောတယ်မင်းကြီးဘာမှမပူနဲ့အာဟုသူနည်းနည်းလေးပဲဖြစ်ဘာဖြစ်လဲအာဟုသူနည်းနည်းလေးဖြစ်တယ်မင်းသားလိုက်တာသံတော်များစွာဖြစ်ပြီးတကယ်လူစင်စစ်ကတယောက်နဲ့တစ်ပိုင်းနဲ့ပါတယ်ဒါတွေပဲလူပိသားတဲ့လူကဘယ်လောက်ကျူးကျော်ဝင်ရောက်လာတဲ့အဲ့ဒီကြီးကလာတမယ်ဒီထဲမှာအမသီလဆောက်တည်တဲ့လူကတယောက်အမသီလနဲ့သရဏဂုံတွဲဆောက်တည်တဲ့လူကတယောက်ဒါပဲပါအမေကြီးကရဟန္တာဘုံလို့သိတာတော့ဂျင်းကထည့်လိုက်သေးတာကြောက်အမသီလဆောက်တည်သူကအဲ့ဒါလူမပိသားဘူးသူတစ်ပိုင်းလူတစ်ပိုင်း
ဘုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိသံဃာတရဏကိစ္ဆာမိနဲ့နမတိနာနဲ့တွဲဆောက်တည်တဲ့လူကအဲ့ဒါလူအပြည့်တရားတန်တော်များစွာစေပွဲမှာသူပြစ်တယ်လို့ခောက်တယ်လို့ထိုးတယ်လို့သိသွားတဲ့လူတွေထဲမှာလူပိသတဲ့လူကတရားလူမပိတဲ့လူကတပိုင်းတရားနဲ့တပိုင်းပဲပါတယ်မင်းကြီးမပူနဲ့ဆိုတော့အခုလိုဟောပြောမှုတွေပေါ်မှာဖြစ်လာမဲ့အကျိုးသက်ရောက်မှုဟာဘယ်အထိရောက်နိုင်တယ်ဆိုတာဖြတ်သန်းခဲ့တဲ့သမိုင်းတစ်လျှောက်လုံးမှာဦးဇင်းတို့ဒါတွေ့ရတာဖြစ်ပါတယ်ဆိုတော့အခုလိုလွဲမားစွာဟောလိုက်တဲ့ဟောပြောမှုအန္တရာယ်ကြီးမားစွာဟောပလိုက်တဲ့ဟောပြောမှုမျိုးကိုဒါယဟန်တန်ဃာတွေတင့်တော်ရလားမတင့်တော်ဘူးလားဒါနဲ့ပတ်သက်ပြီးတော့မှသဘောထားမှတ်ချက်တွေလွတ်လပ်တဲ့အာရှအသံ RFA ကအဲ့ချိန်တုန်းကအင်တာဗျူးတွေလိုက်တောင်းပါတယ်မြန်မာပြည်မှာဘုန်းကြီးပေါင်း4သိန်းကျော်ရှိတယ်ဒီဘုန်းကြီးပေါင်း4သိန်းကျော်ရှိတဲ့အထဲမှာမှဦးဇင်းတို့အဲ့ဒီ4သိန်းကျော်သောဘုန်းကြီးတွေဟာဒီကူဟောပြောမှုနဲ့ပတ်သက်ပြီးတော့မှဘာလို့မှတ်ချက်မျိုးမှမပေးရဘူးရှောင်ထွက်ခဲ့ကြတယ်တော်တော်များများကတော့ဒါကမျိုးဘာသာသာသနာတောင်းချောက်ရည်တွေဟောတယ်ဆိုပြီးတော့ဘုန်းကြီးတော်တော်များများအထူးသဖြင့်မဘာသာဘုန်းကြီးတွေကတော့လက်ခံကြိုဆိုပြီးတော့တာတုခေါ်ခဲ့ကြတာတွေလည်းရှိမှာပေါ့လေလက်မခံတဲ့ဘုန်းကြီးတွေလည်းရှိတယ်လက်မခံတော့လည်းပဲတီတကူရဲ့ပါဝါတီတကူရဲ့အရှင်အဝါကိုမတူရဲဘူးပြန်ပြီးတော့မှမပြောရဲဘူးဓမ္မကိုဓမ္မအတိုင်းမှန်မှန်ကန်ကန်မရက်တည်ရဲကြဘူးအဲ့ဒီအထဲမှာဦးဇင်းတို့ရှားရှားပါပါရောက်ဒီမင်းကြီးဆယ်တော်ကအင်တာဗျူးတစ်ခုဖြေခဲ့ပါတယ်ဒါဟာယဟန်တန်ဃာတွေနဲ့ပတ်သက်ပြီးတော့မှဦးဇင်းတို့ရဲ့မြန်မာနိုင်ငံမှာရှိတဲ့ယဟန်တန်ဃာတွေကိုဂုဏ်သိက္ခာကိုပြန်ဆယ်တင်လိုက်နိုင်တယ်လို့အတိုင်းတာလေးတစ်ခုပေါ့နော်ပြန်လဲဆယ်တင်လိုက်နိုင်တယ်လို့တော့ဦးဇင်းကတော့ယူဆပါတယ်ဆိုတော့ရောက်ဒီမင်းကြီးဆယ်တော်ဟာအဲ့ချိန်တော့ငါဘလို့မင်ကြားခဲ့တယ်လေဆိုတာကိုဦးဇင်းတို့လေ့လာကြည့်ကြရအောင်ပါပြောက်ပေးတာပဲပြောက်ပေးလိုက်တဲ့အတွက်ဒါတွေတစ်ဖက်ကလည်းသာနာအတွက်တိုက်ရမယ်သာနာဆိုတာဘုရားဘာသာသာနာပေါ့အဲ့လိုတွေဖြစ်ဒီလိုတွေပြောတော့ဒီစကားတွေဟာပြောရင်တော့ဓာတ်စီပဲအောက်တိတ်ဖြတ်လုပ်တဲ့လူလူပေါ့နော်ကျွန်တော်မရှိဘူးတော့ပြောချင်ပြောမှာပေါ့ဒါပေမဲ့သူ့ပက်ထားခဲ့လို့ဒါတပြင်းလုံးဟုံဟုံတောက်ကုန်တာပဲအဲ့တော့ဘုရားကအစ်စ်ကအလုံးငင်းဆိုင်ရေးအတွက်ပြောတာသူတို့အခုလုပ်နေတဲ့ပုံကအလုံးသူ့ပွက်အောင်ဒီညညတိဆောက်လို့မရအောင်ဆိုတဲ့ပုံစံမျိုးမြန်မာနိုင်ငံအတွင်းမှာကဒါပြောမယ်ဆိုလို့ရှိရင်ခရီးယားမွတ်စလင်ဟိန္ဒူဘာသာစသည်အများကြီးရှိတာဘာသာနော်ဒါတွေအားလုံးရက်တီဝင်ရှိရမှာပေါ့ဒီဝင်ရှိရမှာပေါ့သူပြောတဲ့ထဲကပုံဆိုးတာကလူမဟုတ်တာကိုတတ်တာလူမဟုတ်တာဘာလို့လို့ပြီးတော့တရဏဂုံ3ဝါမတီဘူးငါးပါးတီလာမဆောက်တီဘူးဆိုပြီးလူမဟုတ်တာတတ်မှတ်သွားအဲ့တော့ဘုရားကမဟုတ်တဲ့သူတွေကလူမဟုတ်တယ်လို့ဖြစ်ကုန်ဒါကြီးကတော်တော်ကိုဆိုးပါတယ်နော်နိုင်ငံတကာကိုအော်ပီရှင်မရှိတဲ့သူတယောက်ပြောတဲ့စကားမျိုးဖြစ်ရမှာသူနိုင်ငံတကာပတ်နေတာဟိုမဲ့ချီရချင်းထက်နေပြီနော်တကဘာလုံးပတ်နေဒီလိုပုဂ္ဂိုလ်မျိုးကဒီစကားမျိုးပြောရသလားနိုင်ငံတကာလက်ခံမယ်မလက်ခံမယ်ဆိုတာနိုင်ငံတကာခေါင်းကြီးရှိတယ်လေဒါသူသိရမှာပေါ့ဒါဘုန်းကြီးပြည်တွင်းလည်းလက်မခံဘူးဘုန်းကြီးတို့ကိုယ်တိုင်လည်းလက်မခံဘူးဒီလိုပြောဆိုမှုကသာသနာရဲ့အတည်ကြီးအများကြီးကျွမ်းစေတယ်လို့ပဲမြင်တယ်ဟုတ်တယ်လူတွေလည်းဒုက္ခရောက်နေတယ်သူပြောချင်အဲကြောင့်သူ့ကိုတော့ဘုန်းကြီးကခုနအောက်တိတ်ပဲဒီနာဓာတ်စီဖြန်းတဲ့ကိုတော်ကြီးကိုဘုန်းကြီးတော့အဲ့တိုင်းပဲမြင်နေဆိုတော့ဆရာတော်မေ့ရခဲ့တာကလည်းအရန်ကိုမှန်ပါတယ်အမျှော်မြင်လဲရှိတော်မူတယ်လို့ဒီလိုပဲဦးဇင်းတို့သုံးသပ်ကြရမှာပါဟုတ်တယ်လူတွေအများကြီးဒုက္ခရောက်လိမ့်မယ်ဆိုတဲ့စကားတကယ်ကိုမှန်ပါတယ်အဲ့ဒီတိရိကူဘုန်းကြီးစစ်တပ်ထဲမှာဒီတရားဟောပြီးလို့မကြမတင်ပါပဲရခိုင်ပြည်နယ်မှာရိုဟင်ဂျာတွေကိုတပ်ဖြတ်ခဲ့တယ်ရွာတွေကိုမိရှို့ခဲ့တယ်ဒီတပ်ဖြတ်မှုရွာတွေမိရှို့မှုတွေကြောင့်ပဲဂမ်ဘီယာနိုင်ငံကနေ ICJ မှာဂျီနိုဆိုက်မှုနဲ့တရားစွဲဆိုခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်ဒီနေ့ဒါတွေကိုရှင်းရှင်းနေကြရတာပါဆိုတော့အဲ့ဒီအချိန်အဲ့ဒီအခါတုန်းကရောက်ဒီမင်းကြီးဆရာတော်လိုပဲရဲရဲတော့ထွက်ပြီးတော့မှမိကြားခဲ့တဲ့ဆရာတော်ကတော့ဆရာတော်မင်းတုံညဗုဒ္ဓတက္ကသိုလ်ပါလည်းပဲဖိအားတွေအကျက်တဲတွေညီမျိုးစုံနဲ့ဖြစ်နေတဲ့အချိန်အတော်အတင်းထဲမှာစစ်တပ်ကိုအခုလိုမျိုးတရားတွေဟောတာကိုတော့ဦးဇင်းတို့အနေနဲ့ကတော့ဒါဟာမဟောသင့်ဘူးလို့ဦးဇင်းတို့အနေနဲ့ရှင်းပါတယ်ဦးဇင်းတို့ယူဆပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်
ဦးဇင်းတို့နိုင်ငံဟာနော်ဒါအကုန်လုံးဒါပါရာပေါင်းစုံအနေနဲ့ငြင်းချမ်းအောင်စစ်ချီအောင်နော်တွားရမယ့်လမ်းကြောင်းတွေအများကြီးပဲရှိနေပါတယ်အဲ့တော့မြတ်စွာဘုရားကလည်းပဲဦးဇင်းတို့အားလုံးပဲအသိပါပဲနော်ဘုရုကိုပဲတက်တက်တလိ္ဆန်လေးကိုတော့မှပဲတက်တက်ဒါဟာအပြစ်ရှိတယ်လို့မြတ်စွာဘုရားကဟောထားတာဖြစ်ပါတယ်ခဏပြောခဲ့တဲ့ဘာသာကြားကိုမဟုတ်လို့နော်တခြားဘာသာကိုတက်ရင်အပြစ်မရှိဘူးစာကြည့်ပြီးဟောခဲ့တဲ့ဟာပိဋကတ်သုံးပုံမှာတော့ဘယ်နေရာမှရှာဖွေလို့မတွေ့ပါဘူးမြတ်စွာဘုရားကတတ်ဖို့ကိုမပြောနဲ့ခဏကပြောခဲ့တဲ့မေတ္တာတုံထဲမှာဦးဇင်းရွတ်သွားတဲ့ဒါဉာဏ်တန်ဃာတော်တွေအားလုံးလည်းပဲရွတ်နေကြတဲ့ဓမ္မတယတနိယံဗုဒ္ဓမာယုတ္တဧကဗုဒ္ဓမနိုးတဲ့ခေဆိုတာဒါအားလုံးလည်းသိပါတယ်ဉာဏ်တန်ဃာတော်တွေဉာဏ်တန်ဃာတော်တွေဟာအားလုံးသောတရားဝိနည်းတွေပေါ်မှာတယောက်သေးသောမိခင်ရဲ့တားပေါ်မှာမေတ္တာအပြည့်နဲ့စောင့်ရှောက်တယ်လို့မျိုးစောင့်ရှောက်ရမယ်လို့ဟောကြားထားခဲ့တဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့လမ်းစဉ်မှာတပါတခြားသောလမ်းစဉ်တွေနဲ့စတန့်ထွင်ပြီးတော့ဦးဇင်းတို့ကသွားလို့မရပါဘူးဘုရားရဲ့လမ်းစဉ်ဒီတာဒီရင်တကယ်အဓိကဖြစ်ပါတယ်ဘုရားရဲ့လမ်းစဉ်တွေကနေပြီးတော့တွေ့ဖေပြီးတော့သွားမယ်ဟဲ့ဆိုရင်ဦးဇင်းတို့မငြင်းညမ်းမှုတွေဖြစ်လာမယ်ဆိုးရမှုတွေဖြစ်လာမယ်အဓိကရုဏ်းတွေဖြစ်လာဆိုတော့ဒါကဆရာတော်မင်းတို့ညာဘောရတက္ကသိုလ်ရင်းခဲ့တဲ့မိကြားချက်ပါဆိုဆရာတော်မိကြားချက်တွေမှာလည်းပြန်ကြည့်မယ်ဆိုလို့ရှိရင်ဆိုးရမှုတွေအများကြီးဖြစ်လာတာဟေးတွေ့ရပါတယ်ဆရာတော်နှစ်ပါးရဲ့မိကြားချက်မှန်မှန်ဟာဖြတ်တန်းခဲ့ရတဲ့တမိုင်းတစ်လျှောက်ကိုပြန်ကြည့်ခြင်းအပြင်ဒါဟာဦးဇင်းတို့အဖြေထုတ်လို့ရပါတယ်ဆိုတော့အဲ့ဒီအချိန်အဲ့ဒီအခါတုန်းကလည်းပဲအခုလိုဆရာတော်နှစ်ပါးကထွက်ပြီးတော့မှ RFA မှာအင်တာဗျူးဖြေကြားပြီးတော့မှစက်ကျင်ကန့်ကွက်ကြောင်းနေဦးဇင်းတို့ထုတ်ပြန်ခဲ့ကြတယ်ပေါ့နော်အင်တာဗျူးဖြေခဲ့ကြတယ်ပေါ့စက်ကျင်တဲ့အကြောင်းကန့်ကွက်တဲ့အကြောင်းအင်တာဗျူးကိုဆရာတော်နှစ်ပါးဖြေခဲ့ကြတယ်ဒီလိုအင်တာဗျူးဖြေခဲ့တဲ့အပေါ်မှာအဲ့ဒီမှာတီရီကူအဖွဲ့ကဗျာစတိတ်မှန်ကြီးတွေထုတ်ပြီးတော့မှဆရာတော်မြောက်ရီမင်းကြီးဆရာတော်ကိုပုတ်ခတ်တိုက်ခိုက်လာတဲ့ဟာမျိုးတွေလည်းပဲဦးဇင်းတို့တွေ့ရပါတယ်အဲ့ဒီအချိန်အဲ့ဒီခါတုန်းကလည်းပဲဒီဝိရသူကတီရီကူပြောတဲ့စကားကဘယ်နေရာမှားလို့လဲပါလဲဆိုတဲ့ပုံစံမျိုးနဲ့ပေါ့ဗျာအဲ့လိုထွက်ပြီးတော့ပြောခဲ့တာတွေရှိတယ်ပေါ့နော်ဒီပုဂ္ဂိုလ်ရဲ့ပုံရောဗီဒီယိုရောဦးဇင်းအနေနဲ့တကယ်တော့ကျတော့မတင်ပြခြင်းပါဘူးဦးဇင်းရဲ့Facebook page ကဘောပေါ်မှာရော YouTube မှာရောတကယ်ညစ်ပတ်ပါတယ်ဒါမဖြစ်မနေလိုအပ်လို့မဟုတ်ဦးဇင်းဒီပုဂ္ဂိုလ်ရဲ့ဟောပြောချက်တွေကိုဦးဇင်းထုတ်ဖော်ပြီးတော့မှပြောကြားရတာဖြစ်ပါတယ်တကယ်ဆိုလို့ရှိရင်တော်တော်ကြက်တီတုံပြီးတော့မှတော်တော်ကြက်တီရုပ်တဲ့ကောင်ပါဆိုတော့ကဘာကလည်းလက်မခံတဲ့ကောင်လေလူကောင်ရဲ့ဟောပြောချက်တွေကိုတော့မတင်ပြခြင်းဘူးတိုးတော်လည်းပဲဒါကဒီအချိန်မှာတင်ပြဖို့လိုအပ်လာလို့ဦးဇင်းမတင်ပြခြင်းမဲ့နဲ့ကိုတင်ပြပေးရတာပါဗျအချက်လက်ထဲမှာဘယ်ဟာမှားပါတယ်ဘယ်ဟာမဟုတ်ပါဘူးလို့ခင်ဗျားတို့ဘယ်နှယောက်ညံ့နိုင်တယ်အဲ့ဒီလိုချက်လက်အပြီးဆုံးဟောထားတော့ခင်ဗျားတို့ညင်းနေကြတာမလားသူကညင်ထားလို့တော့ပြောရဆိုလို့စကလုံးပဲရှိပြီဒီစကလုံးကိုပဲခင်ဗျားတို့တွေပဲနဲ့ကင်ပြီးဆက်ဆိုနေကြတာမလားဟောင်းပြီကျုပ်လို့စကလုံးတွေမသုံးပဲနဲ့ဒီကူဆရာတော်ကြီးဓမ္မဒိဋ္ဌံချာချာဟောခဲ့တာဒီတော့ဟာဟောခင်ဗျားတို့အဲ့ဒီဒီကူဆရာတော်ကြီးဆိုတဲ့ပုဂ္ဂိုလ်ကြီးကဘယ်နေရာမှာဓမ္မဒိဋ္ဌံကြလို့နော်ဓမ္မဆိုတာကမတိတ်မသောမှုနော်အမှန်ပေါ်မှာတဲ့ဖြောင်းဖြောင်းနေနေတာဓမ္မဆိုတာကသူဟောတဲ့တရားတွေကဓမ္မတွေတဲ့လားဗုဒ္ဓဘာသာမဟုတ်လို့ရှိရင်လူမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒီလူတွေကိုတတ်ရင်ဘာအပြစ်မှမရှိဘူးအကုသိုလ်မဖြစ်ဘူးမမြောက်ဘူးဆိုတဲ့ပြောတဲ့စကားလုံးဟာဓမ္မတယ်လားနော်မင်းကိုယ်တိုင်အဘိဝန္တဘွယ်ကြီးယူထားတာကွာမင်းအဲ့ဒီအဘိဝန္တဘွယ်ကြီးမင်းရဲ့နောက်မှာဝိသကွင်းပိတ်မှာချိတ်ထားတယ်မင်းရဲ့ဧကန်းမှာချိတ်ထားတဲ့အဘိဝန္တဘွယ်ကြီးကိုလည်းမင်းအားနာအိုးဟာဝိရသူရဆရာတော်ကြီးမပြမဘူးလားဟိုကစစ်တပ်အတွင်းမှာဒီကူဆရာတော်ကြီးတရားဟောတယ်ဆိုရတဲ့ပြည်ညညွတ်ရမယ်တမတော်နဲ့တန်ခါညညွတ်ရမယ်ဆိုတော့တမတော်နဲ့တန်ခါညညွတ်ရအောင်ကတန်ခါကသွားတဲ့လမ်းနဲ့အခုသမိတ်သာစစ်ဘလူဖက်စစ်စစ်တပ်မရိဒတ်သွားတဲ့လမ်းကတလန်းနဲ့တူညီနေတယ်လို့မင်းထင်လို့လားဒါကိုပဲမေးရမှာပဲဖြစ်ပါတယ်ဆိုတော့ဘုရားတို့ရဲ့ယဟန်တန်ဃာတွေဟာမြတ်ဗုဒ္ဓဟောကြားတဲ့ဓမ္မတရားတွေကိုကိုယ်တိုင်စံပြကျင့်သုံးပြီးတော့မှတန်ခါစံတန်ဘိုးနဲ့အညီနေရတာလေတန်ခါစံတန်ဘိုးနဲ့ညီနေရတယ်ယဟန်ဆိုတာက
သုပတိဘာနောဘဂဝါတော်တဝကတံကောဓမ္မနဲ့အညီကျင့်ရမယ်ဒီယဟန်တန်ဃာတွေရဲ့ကာယကံမှုဝစီကံမှုမနောကံမှုတွေဟာဓမ္မဖြစ်နေရမယ်သူတို့ရဲ့ကာယကံအမှုတွေကြောင့်တခြားသူတွေဒုက္ခမရောက်စေရဘူးသူတို့ရဲ့ဝစီကံမှုတွေကြောင့်တခြားသူတွေဒုက္ခမရောက်စေရဘူးသူတို့ရဲ့မနောကံမှုတွေကြောင့်တခြားသူတွေဒုက္ခမရောက်စေရဘူးဒါကိုသုပတိဘာနောဘဂဝါတော်တဝကတံကောတဲ့တန်ခါစံတန်ဖို့တစ်ချက်ရှိတယ်လေဆိုတော့ဒီတော့တန်ခါနဲ့တမတော်ကဘလို့လို့ညီညွတ်လို့ရမလဲတမတော်သွားနေတဲ့လမ်းကြောင်းကိုပြန်ကြည့်လိုက်လေမင်းကိုယ်တိုင်လည်းတွေ့နေတာပဲနော်ပြည်သူကိုတပ်ဖြတ်တယ်ပြည်သူရဲ့တိမ်တွေကိုမီးနေရှို့တယ်ပြည်သူသားပြိုသမီးပြိုတွေကိုမရင်းကျင်တယ်တပ်ဖြတ်တယ်ပြည်သူရဲ့စီးစိမ်ဥစ္စာတွေကိုမတရားလူယူတယ်ဒီကြားထဲမှာအာဏာကိုငန်းငန်းတက်ယူပြီးတော့မှပြည်သူတွေရဲ့ဘန္တာတွေကိုလက်ဝကြီးအုပ်ပြီးတော့မှလက်တင်ရသတော်ခေါ်ပြီးတော့မှကြီးပွားအောင်သူတို့ရဲ့ဆွေမျိုးသားချင်းအတိုင်းဝိုင်းတွေသူတို့ရဲ့တပည့်သားမြေအတိုင်းဝိုင်းတွေပဲဒီရဲ့ဘန္တာတွေကိုလက်ဝကြီးအုပ်နောက်ဆုံးရစ်စုံရေကာတာကစရောင်းစားဖို့ကြံစီနေတာကစစ်တပ်လေစစ်တပ်ရဲ့အပြောအဆိုးအလို့အကိုင်အပြုတ်မှုတွေဟာဓမ္မမဟုတ်ဘူးဆိုတာမင်းကိုယ်တိုင်သိတယ်မင်းပြောင်းလဲနေတာစစ်တပ်သွားနေတဲ့လမ်းနဲ့ရဟတန်ဃာတွေရက်တည်ရမယ်လမ်းဟာကြရာတလန်းတန်တလန်းပဲနော်ရဟတန်ဃာတွေဟာကုသိုလ်ပရိပါဏောဘဂဝါတော်တဝကတံကောဓမ္မနဲ့အာရမရှင်လာတဲ့အခါမှာဓမ္မဘက်မှာဖြောင်းဖြောင်းမှန်မှန်ရက်တည်ဖို့အာရမပြုတ်မှုတဲ့ဘက်ကိုလုံးဝမှတိမ်စောမသွားဖို့စံတန်ဖို့တစ်ခုသတ်မှတ်ထားတာဖြစ်တယ်ဆိုတော့ဒီနေ့စစ်တပ်လုပ်နေတဲ့အရာတွေကိုနော်ထောက်ခံပါတယ်ညီညွတ်ရမယ်ဆိုပြီးတော့စစ်တပ်နဲ့တော့ပူပေါင်းနေပြီဆိုရင်တော့အဲ့ဒါဥစုကုန်ပျက်စီးတာပဲနော်ဒီနှစ်ချက်လေးနဲ့ကိုတွေးကြည့်မယ်ဆိုလို့ရှိရင်ရဟန်းတန်ဃာနဲ့မင်းတို့တတ်မတော်ဆိုတဲ့ဟာကြီးကဘလို့လုပ်ပြီးတော့ညီမျှတဲ့လမ်းကိုရှောက်လို့ရမှာလေကြရာတလန်းတန်တလန်းလေတကယ်လို့မင်းပြောတဲ့တတ်မတော်ကြီးနဲ့အတူချစ်ကြည်မြစွာရှောက်လန်းနေတယ်ဆိုတဲ့ယဟန်တွေလည်းပဲဒီယဟန်ရဲ့စံတန်ဖို့တန်ခါကိုကြီးကိုချက်နဲ့ညီမညီဆိုတာကတို့ပြည်သူတွေကအားလုံးအုံနောက်ရှိတယ်ခေါင်းရှိတယ်သူတို့တွေဟာခွဲခြားသွားကြမှာဖြစ်တယ်ဒါကြောင့်ယဟန်အစ်စ်ဟာမင်းတို့ပြောတဲ့တတ်မတော်ဆိုတာကြီးနဲ့ညီညွတ်လို့မရဘူးလမ်းကလည်းမတူဘူးဆိုတာကိုမင်းသိဖို့လိုတယ်ဒီအင်အားစုကြီးလေးခုညီညွတ်မှတိုင်းပြီးခေါင်းသားမယ်ဒီလိုဟောတာပါမှာပါလေပါတာဘောကွာနော်ဒီလိုဟောလိုက်တဲ့ဟောပြောမှုတွေကြောင့်ရခိုင်ပြည်နယ်မှာရိုဟင်ဂျာတွေအများကြီးပျက်စီးသွားပြီလေအခုဂျီနိုဆိုက်မှုနဲ့ဂမ်ဘီယာနိုင်ငံကတရားစွဲလို့နယ်သာလန်နိုင်ငံမှာ ICJ မှာအမှုရင်ဆိုင်နေရပြီမဟုတ်ဘူးလားနော်ဒီနောက်မှာအာဏာကိုငန်းငန်းတက်ပြီးတော့မှအာဏာကိုမတရားလူယူသွားလို့ဦးဇင်းတို့ရဲ့ပြည်သူတွေအများကြီးအသက်တွေဆုံးရှုံးရတယ်ထောင်တွင်အကျဉ်းချခံရတာဒီနေ့ဒီချိန်ထိကြုံနေတာမဟုတ်ဘူးလားဆိုတော့ဒီတီတီကူရဲ့ပြောတဲ့စကားကဘာမှလို့လဲဆိုတာမင်းအမှားမှန်တော့မှမခွဲခြားတတ်ဘူးဆိုလို့ရှင်တော့မင်းယူထားတဲ့အဘိဝန္တဘွယ်ကြီးကိုငါအရန်အားနာလာပြီကျိုးရောက်စေတယ်တိုင်းပြည်အတွက်ပို့ပြီးမကောင်းဘူးလားဒါပေမဲ့ခင်ဗျားတို့ဆရာတော်ကြီးကိုချမ်းသာပေးခဲ့သလားတော့တန်းပြည်အတွက်ပို့ပြီးတော့ကောင်းလားမကောင်းဘူးလားဆိုတာဒီနေ့ဖြတ်တန်းလာတဲ့ခက်တဲ့ချောင်းလုံးကိုမင်းပြန်ကြည့်လေနော်မင်းပြန်ကြည့်လေအခုဘာတွေဖြစ်နေလဲမင်းဒီစကားဒီလွန်ခဲ့တဲ့9နှစ်ချင်းလောက်ကပြောတယ်ဆိုပေမဲ့အခုဖြတ်တန်းလာတဲ့အချိန်တမိုင်းကြောင်းကိုပြန်ကြည့်ပြီးတော့မှဖြစ်လာတဲ့မျက်စိရှေ့မှာပြည်သူတွေဒုက္ခရောက်ကြရတယ်ပြည်သူတွေမိလောင်တိုက်သွင်းခံရတယ်ပြည်သူတွေအားလုံးငရဲတမျှပွက်ပွက်ဆူနေတဲ့ဒုက္ခတွေခံစားနေရတာမင်းမျက်မြင်ကိုယ်တွေမြင်နေပါလေရဲ့နဲ့ဒီအချိန်ထိမင်းရဲ့လေတန်းနဲ့မင်းရဲ့အချို့ကခုချိန်ထိမပြောင်းသေးဘူးဒါကြောင့်မင်းကပြုတ်ပြင်လို့ရမယ်ကောင်းလည်းမဟုတ်ဘူးဆိုတာကတော့အလုံးသိကြရမှာပဲဖြစ်ပါတယ်ဆရာတော်ကြီးကိုခင်ဗျားတို့စောကပြမကြတာပဲမလားဆိုတော့ဒီလိုဟောပြောမှုတွေကြောင့်ဦးဇင်းတို့ရဲ့နိုင်ငံဟာကမ္ဘာအလယ်မှာမျက်နှာငယ်စွာနဲ့ဒီနေ့လူအဖြစ်အပျက်မျိုးကြီးကြုံတွေ့ခံစားခဲ့ကြရတယ်ဆိုတာအလုံးပြည်သူတွေအသိပဲဖြစ်ပါတယ်ဒါကြောင့်ယဟန်ဆိုတာဓမ္မနဲ့အညီကျင့်သုံးရမယ်ဓမ္မအပေါ်မှာမမရက်တည်ရမယ်ငြိမ်းချမ်းအောင်မိမိကိုယ်တိုင်စံပြကျင့်ပြီးတော့မှငြိမ်းချမ်းမှုကိုဖော်ဆောင်ပေးနိုင်ရမယ်ရိုသေထိုက်အောင်ကျင့်ကြံရမယ်ဆိုတဲ့တန်ခါစံတန်ဖို့၄ချက်နဲ့အညီကျင့်သုံးပါတာလေယင်ယဟန်လို့ခေါ်ဆိုလို့ရတာဖြစ်ပါတယ်ဆိုတော့တိတကူဝိရတုစရှိတဲ့ဒီပုဂ္ဂိုလ်တွေဟာ
နော်မဘာသာအဖွဲ့တစ်ဖွဲ့လုံးပေါ့ဗျာနော်တန်လင်းမင်းကြောင့်ဘုန်းကြီးတို့အင်းစိန်ရွာမဘုန်းကြီးတို့မော်လမြိုင်ရဲကြောင့်ဘုန်းကြီးတို့အစကြီးတဲ့ဒီမဘာသာတအုပ်လုံးဟာဓမ္မပေါ်မှာမရည်တည်ခဲ့ကြလို့ဓမ္မနဲ့အညီမကျင့်သုံးခဲ့ကြလို့ငြိမ်းချမ်းအောင်မဆောင်ရွက်နိုင်ခဲ့ကြလို့ယိုသေးထိုက်အောင်မကျင့်သုံးနိုင်ခဲ့ကြလို့ဒီနေ့ဦးသိန်းတို့ရဲ့နိုင်ငံဟာဓမ္မမလွှမ်းမိုးပဲနဲ့အာရမတွေလွှမ်းမိုးပြီးတော့မှပြည်သူလူထုဒုက္ခရောက်ရုံနဲ့မကဘူးကမ္ဘာအလယ်မှာချက်ဖွယ်လိဒီနေ့ဂုံသိက္ခာတွေကျဆင်းနေရတယ်ဆိုတာအလုံးသဘောပေါက်သိမြင်ကြရပါလိမ့်မယ်ဒီတော့ဒီလိုဘုန်းကြီးမျိုးဒီလိုဘုန်းကြီးရုပ်ဒီလိုဘုန်းကြီးညံ့တွေကိုမိမိတို့ပတ်ဝန်းကျင်မှာကိုယ်ွယ်မှုမပြုဘဲနဲ့လူဒန်းမှုမပြုဘဲနဲ့ဓမ္မလမ်းကြောင်းပေါ်မှာမှန်ကန်ရပ်တည်နေကြတဲ့ယဟန်စစ်ယဟန်မှန်ယဟန်ကောင်းယဟန်မွန်တွေကိုရွေးချယ်ကိုယ်ွယ်နိုင်ကြပါစေကြောင်းပြောကြရဲနဲ့ဒီတင်ပြချက်ကိုညီကုန်းကပ္ပအဆုံးသတ်အပ်ပါ